ဒီနေ့မှာတော့အရှင်အာနန္ဒာမထေရမြတ်ကြီးရဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာအရှင်အာနန္ဒာမထေရမြတ်ကြီးဟာအကြမြင်များခြင်းတတိကောင်းခြင်းဉာဏ်ကောင်းခြင်းလုံလကြီးခြင်းလုံကျွေးပြုခြင်းအရာ၌ဤတသက်ဘွဲ့ကိုရတော်မူသောမထေရမြတ်ကြီးတစ်ပါးဖြစ်ပါတယ်အရှင်အာနန္ဒာမထေရမြတ်ဟာမြတ်စွာဘုရားရှင်ရဲ့ဝမ်းခွဲညီတော်ဖြစ်ပြီးမြတ်စွာဘုရားနဲ့အလွန်ကျွမ်းဝင်တော်မူတဲ့မထေရမြတ်တစ်ပါးဖြစ်ပါတယ်နောက်ဆုံးဘဝမှာတုတိတာနတ်ပြည်ကနေစုတည်ခဲ့တာဖြစ်ပြီးဘုရားလောင်းတော်နဲ့တရတဲ့မှာပဲဖွာတော်မူခဲ့ပါတယ်အရှင်မထေရမြတ်ရဲ့ခမဲတော်ဟာအမိတောဒနာဖြစ်ပြီးတုတ်တော်ဒနာမင်းကြီးရဲ့ညီတော်ဖြစ်ပါတယ်ဒါကြောင့်မလို့မဟာနမင်းသားနဲ့အနုရုံဒမင်းသားတို့ဟာလည်းအရှင်မြတ်ရဲ့ညီကိုတွေဖြစ်ပါတယ်မဟာဝတ္ထုမှာတော့အရှင်အာနန္ဒာဟာတုတ်ဂေါဒနာမင်းရဲ့သားတော်ဖြစ်ပြီးဒေဝထတ္တနဲ့ဥပဒါနာတို့ရဲ့ညီကိုဖြစ်တယ်လို့ဆိုထားပါတယ်မေတော်ကတော့မာဂီပီပြားဖြစ်ပြီးအာနန္ဒာမင်းသားဟာမြတ်စွာဘုရားရှင်ဖျားပြစ်တော်မူပြီးနှစ်ဝါမြောက်မှာမင်းသားတို့နဲ့အတူငဟန်းပြုခဲ့ပါတယ်ဥပိ္ပဇေဆရာကတော့ဘေလထတိတမထေရမြတ်ကြီးဖြစ်ပါတယ်ငဟန်းပြုပြီးမကြမြင့်မှာပဲပုံနမန္တာနီပုဒ္ဓမထေရရဲ့တရားကိုနာကြားရပြီးသောတာပန်ဖြစ်ခဲ့ပါတယ်အရှင်အာနန္ဒာမထေရမြတ်ဟာပုံနမန္တာနီပုဒ္ဓမထေရရဲ့ကျေးဇူးတရားတော်ကိုမြတ်ကြားထားပြီးအရှင်မြတ်နာကြားရတဲ့တရားတော်တွေကိုလည်းပြန်လည်ဟောကြားတာကိုတွေ့ရပါတယ်မြတ်စွာဘုရားရှင်ဟာပထမဝါတော်20အတွင်းမှာအမြဲတမ်းလှုပ်ကြွေးတဲ့ယဟန်တော်မရှိခဲ့ပါဘူးအစဉ်သစ်နဲ့ယဟန်တော်တွေကသာမြတ်စွာဘုရားရှင်ကိုလှုပ်ကြွေးပြုစုခဲ့ကြပါတယ်ဥပမာအားဖြင့်နာဂတမလာနာဂိတဥပဝါနဥနခတ္တသုံထသာမဏေတာဂတရာထမေဂိယယဟန်တို့ဖြစ်ပါတယ်အဲ့ဒီယဟန်တော်တွေဟာမြတ်စွာဘုရားရှင်ကိုအစဉ်ပြေချောမွေ့အောင်မလှုပ်ကြွေးနိုင်ခဲ့ဘူးလို့ဆိုရှိပါတယ်ဝါတော်20ကျော်တဲ့အခါမှာတော့မြတ်စွာဘုရားရှင်ဟာယဟန်ပရိသတ်ရဲ့မျက်မှောက်မှာတတ်တော်ကျင်းလာပြီဖြစ်လို့အစအစအရာရာယုံသေးလေးစားသမှုနဲ့လှုပ်ကြွေးမဲ့အမြဲတမ်းလှုပ်ကြွေးဟန်တော်တစ်ပါးကိုလိုရှိတော်မူကြောင်းမိန့်တော်မူခဲ့ပါတယ်။အကြောင်းကတော့မြတ်စွာဘုရားကိုလှုပ်ကြွေးပြုစုခဲ့ကြတဲ့ယဟန်တွေဟာတခါတည်းမှာမြတ်စွာဘုရားရဲ့စကားတော်ကိုမနာယူခဲ့ပါဘူး။တခါတည်းမှာမြတ်စွာဘုရားရဲ့တပိတ်သင်္ကန်းတော်တွေကိုဒီမှာချမြင့်ခံပြုပြီးမြတ်စွာဘုရားကိုတပါးတည်းထားလမ်းခွဲသွားခဲ့တယ်လို့ဆိုကြပါတယ်။မြတ်စွာဘုရားရှင်ရဲ့စကားကိုကြားတော်မူတဲ့အခါရှင်သာရိပုတ္တရာအစရှိတဲ့မထေရမြတ်ကြီးတွေဟာမြတ်စွာဘုရားရှင်ကိုလှုပ်ကြွေးဖို့ခွင့်တောင်းတော်မူခဲ့တယ်။သို့ပေမဲ့မြတ်စွာဘုရားကခွင့်ပေးတော်မမူခဲ့ပါဘူး။နောက်ဆုံးမှာအရှင်အာနန္ဒာမထေရမြတ်တပါးသာကြံရှိပြီးအရှင်အာနန္ဒာဟာတိတ္တစိတ်သာနေတော်မူခဲ့ပါတယ်။အခြားယဟန်တွေကအရှင်မြတ်ကိုဘာကြောင့်တိတ္တစိတ်နေတော်မူလဲလို့မေးတဲ့အခါမှာတော့မထေရမြတ်ကမြတ်စွာဘုရားရှင်ဟာအလုပ်ကျွေးပြုဖို့ဘယ်သူဟာအသင့်တော်ဆုံးဖြစ်တယ်ဆိုတာသိတော်မူလိမ့်မယ်လို့ဖြေတော်မူခဲ့ပါတယ်။အဲ့ဒီအခါမှာမြတ်စွာဘုရားဟာယဟန်တွေကိုအာနန္ဒာဟာအလုပ်ကျွေးပြုဖို့လျှောက်ထားလိမ့်မယ်လို့မိန့်တော်မူပါတယ်။အဲ့ဒီအခါမှာတော့ရှင်အာနန္ဒာမထေရမြတ်ကမြတ်စွာဘုရားရှင်ထံလှုပ်ကြွေးပြုဖို့အတွက်ပယ်လေးတန်ခံလေးပါလို့ထင်ရှားတဲ့ဆုရှိပါကိုတောင်းခံတော်မူပါတယ်။ပယ်လေးတန်ဆိုတာကတော့မြတ်စွာဘုရားကိုလှုပ်ကြွေးတဲ့အခါမှာမြတ်စွာဘုရားက1ကောင်းမြတ်တဲ့သင်္ကန်းကိုမပေးစွန့်ပါနဲ့ဖေဟာ2ကောင်းမြတ်တဲ့စွန်းကိုမပေးစွန့်ပါနဲ့ဖေဟာ3မြတ်စွာဘုရားနဲ့အတူဂန္ဓာကုတိတိုက်တွင်မှာသတင်းသုံးနေထိုင်ခွင့်မပေးပါနဲ့ဖေဟာနံပါတ်4မြတ်စွာဘုရားကိုပြိဖိတ်ရာအရက်တို့မှာအတူခေါ်ဆောင်ခြင်းမပြုပါနဲ့ဖေဟာဆိုတဲ့၄ချက်ဖြစ်ပါတယ်ဒီ၄ချက်ကိုတောင်းရတဲ့အကြောင်းရင်းကတော့အခြားပုဂ္ဂိုလ်တွေကအာနန္ဒာဟာမြတ်စွာဘုရားထံကသင်္ကန်းကောင်းရလို့စွန်းကောင်းဖုံးပေးရလို့ခန္ဓာကိုယ်တွေတော်တွင်မှာအတူနေရလို့မြတ်စွာဘုရားကိုပြိဖိတ်ရာမှာအတူကြွရလို့မြတ်စွာဘုရားကိုလှုပ်ကြွေးတော်မူခြင်းဖြစ်တယ်လို့ချုပ်ကြပြည့်တင်ကြမှာဆိုတဲ့အတွက်ဖြစ်တယ်လို့ဆိုပါတယ်ခံ၄ပါးဆိုတာကတော့1မြတ်စွာဘုရားဟာအရှင်အာနန္ဒာကတဆင့်ပြိဖိတ်မှုကိုကြွရောက်တော်မူပါယံ2အဝေးမှလာတဲ့ဖျားဖို့ပရိသတ်တွေကိုမြတ်စွာဘုရားထံခေါ်ဆောင်လာပြီးဖျားဖူးမြော်ခွင့်ပေးနိုင်ပါယံနံပါတ်3တရားတော်နဲ့ပတ်သက်ပြီးယုံမှားတန်တရားဖြစ်ပေါ်လာတဲ့ခဏမှာမြတ်စွာဘုရားကိုမေးလျှောက်ခွင့်ပေးပါယံနံပါတ်4မြတ်ကွယ်မှာဟောကြားတော်မူတဲ့တရားတော်တွေကိုပြန်လည်ကြားနာခွင့်ပေးပါယံဆိုတဲ့၄ချက်ဖြစ်ပါတယ်ဒီလိုခံ၄ပါးကိုတောင်းရတဲ့အကြောင်းရင်းကတော့အကယ်၍ဒီလိုအခွင့်အရေးတွေကိုမှမရခဲ့ရင်အခြားသူတွေကအာနန္ဒာမထေရဟာမြတ်စွာဘုရားထံမှာလှုပ်ကြွေးပြီးဘာအခွင့်အရေးမှချီးမြှောက်မခံရပါလားလို့ပြစ်တင်ကြရဲကြမှာဆိုတဲ့အတွက်ဖြစ်တယ်လို့ဆိုပါတယ်မြတ်စွာဘုရားရှင်ဟာအရှင်အာနန္ဒာမထေရမြတ်တောင်းတော်မူတဲ့ဘယ်လေးတန်ခံလေးပါဆိုတဲ့ဆုရှိရက်ကိုလိုက်လျောသဘောတူတော်မူခဲ့ပါတယ်သို့တော်လည်းအရှင်အာနန္ဒာမထေရမြတ်ဟာပုဂ္ဂတမလမင်းသားကမြတ်စွာဘုရားရှင်ကိုလူဟန်တော်မူတဲ့သင်္ကန်းတော်နှစ်စုံအနက်တစ်စုံကိုလက်ခံတော်မူခဲ့တယ်အရှင်ဗုဒ္ဓဂေါတကတော့ဒီလိုလက်ခံခဲ့ခြင်းဟာအဲ့ဒီအချိန်ကမြတ်စွာဘုရားရှင်ဟာပြိဋိဘံဝင်စံတော်မူတဲ့ဤကပ်နေပြီဖြစ်ပြီးရှင်အာနန္ဒာရဲ့လှုပ်ကြွေးတောင်းဝင်ပြီးဆုံးတော့မဲ့အချိန်ဖြစ်လို့အကယ်၍လက်မခံရင်အများကမြတ်စွာဘုရားဟာနှစ်ပေါင်းများစွာလှုပ်ကြွေးပြုခဲ့တဲ့ရှင်အာနန္ဒာကိုဘာမှချီးမြှောက်တော်မမူခဲ့ဘူးလို့ဆွဆွဲပြစ်တင်ကြမှာဖြစ်တဲ့အတွက်ကြောင့်လို့ရှင်းပြထားပါတယ်။ဒါအပြင်နောက်ပိုင်းမှာအရှင်အာနန္ဒာဟာအဲ့ဒီသင်္ကန်းကိုပဲ
မြတ်စွာဘုရားရှင်ကိုပြန်လည်လှူဒန်းခဲ့ကြောင်းတွေ့ရပါတယ်။အဲဒီအချိန်ကစပြီးအရှင်အာနန္ဒာမထေရမြတ်ဟာ25နှစ်ပတ်လုံးမြတ်စွာဘုရားရှင်ရဲ့နောက်တော်ပါမှာအရေးပမာလိုက်ပြီးလိုအပ်သမျှအတွက်အလုတ်အကျွေးပြုတော်မူခဲ့ပါတယ်။မြတ်စွာဘုရားကိုရေဘူးရေချမ်းကမ်းတော်မူတယ်ခြေဆေးရည်ပြင်ပေးတော်မူတယ်ဓာန်ဘူးကတ်တော်မူတယ်ကန္နာကုရီကြိုက်ခန်းနဲ့ကျောင်းပရိဝံကိုဓမြက်လဲတော်မူတယ်ခြေစုပ်လက်နဲ့လည်းပြုတော်မူတယ်နိဗ္ဗာန်မှာမြတ်စွာဘုရားရှင်အလိုရှိရာစေတော်မူဖို့အနီးပါးနိုးကြတဲ့သတိနဲ့နေတော်မူတယ်ညအခါမှာတော့စီမိထိုင်ကိုဆွဲကင်တော်မူပြီး9ချိန်9កောက်မြတ်စွာဘုရားရှင်တရင်သုံးတော်မူတဲ့ကန္နာကုရီတိုက်ခန်းပရဝုံအတွင်းကိုပတ်တော်မူပြီးမြတ်စွာဘုရားအလိုရှိတော်မူရာဖြည့်ဆည်းဖို့နိုးကြားစွာနေတော်မူပါတယ်ရှင်အနန္ဒာမထေရမြတ်ရဲ့မြတ်စွာဘုရားပေါ်အထူးဂရုစိုက်လှုပ်ကြွေးတော်မူနဲ့ပတ်သက်ပြီးမြတ်စွာဘုရားရှင်ရဲ့နောက်ဆုံးနေ့ရက်တွေကိုမှတ်တမ်းတင်ထားတဲ့မဟာပရိနိဗ္ဗာန်တုံမှာထင်ထင်ရှားရှားတွေ့ကြရပါတယ်ရှင်အာနန္ဒာဟာမြတ်စွာဘုရားရှင်နဲ့တတူရွယ်တူဖြစ်တော်မူတယ်သို့တော်လည်းနာမကျမ်းဖြစ်တော်မူနေတဲ့မြတ်စွာဘုရားရှင်ကိုရေခတ်ပေးတော်မူတယ်ရေချိုးပေးပြီးခြေညော်စသည်ကိုပတ်သက်ပေးတော်မူတယ်မြတ်စွာဘုရားအတွက်အိယာနေရာထိုင်ခင်းပြင်ဆင်ပေးတော်မူတဲ့အပြင်မြတ်စွာဘုရားထံကကိစ္စအဝဝနဲ့ပတ်သက်ပြီးရေးကြီးတဲ့နောက်ဆုံးညွှန်ကြားချက်တွေကိုလည်းမှတ်သားနိုင်ယူတော်မူပါတယ်မြတ်စွာဘုရားရှင်နာမကျမ်းဖြစ်တော်မူတာနဲ့ပတ်သက်ပြီးရှင်အာနန္ဒာဟာစိတ်ညှိုးနွမ်းဝမ်းနည်းတော်မူရတယ်လို့လည်းတွေ့ကြရပါတယ်တတူရွယ်လူဖြစ်တော်မူတဲ့နောင်တော်မြတ်စွာဘုရားကိုရှင်အာနန္ဒာမထေရမြတ်ရဲ့ဂရုတစိုက်လှုပ်ကြွေးပုံတွေကိုဖတ်ရှုသိရတာဟာဝမ်းသာဝမ်းနည်းဖြစ်ရပါတယ်ရှင်အာနန္ဒာဟာမြတ်စွာဘုရားရဲ့ကိုယ်ခန္ဓာမှာဖြစ်ပေါ်နေတဲ့အပြောင်းအလဲတိုင်းကိုဂရုပြုသိရှိတော်မူပါတယ်ဒေဝဒတ်ရဲ့အစီမံနဲ့စင်ထိန်တွေကနာလာဂိရိရှင်ကိုအယက်မှုအောင်တိုက်ပြီးမြတ်စွာဘုရားရှင်ကိုနင်းသက်ဖို့ဆွမ်းခံကြွတော်မူရာလမ်းမှာဆီလွတ်တဲ့အခါရှင်အာနန္ဒာမထေရမြတ်ဟာမြတ်စွာဘုရားရဲ့ရှေ့တော်ကနေထွက်ပြီးကာဝယ်တော်မူပါတယ်မြတ်စွာဘုရားရှင်ကရှင်အာနန္ဒာကို၃ချိန်တိုင်းဖေတော်မူခိုင်းခဲ့ပေမဲ့လည်းခါတိုင်းမြတ်စွာဘုရားရဲ့စကားတော်ကိုနာယူတော်မူတဲ့ရှင်အာနန္ဒာဟာဒီခါတော့မှတော့ဖေတော်မမူခဲ့ပါဘူးဒါကြောင့်မလို့မြတ်စွာဘုရားကတကော80ဘက်နဲ့မြေကြီးကိုတွန့်လင်စေပြီးရှင်အာနန္ဒာမထေရမြတ်ကိုစင်နဲ့လွတ်ရာဖယ်ရှားတော်မူခဲ့ရတယ်လို့ဆိုပါတယ်ဒီကြောင့်ရနဲ့ဆက်ဆက်ပြီးမြတ်စွာဘုရားကအာနန္ဒာဟာယခုဘဝမှာသာမြတ်စွာဘုရားရှင်အတွက်အသက်ဆွနိုင်တာမဟုတ်သေးဘူးအရှိလောင်းတော်ဘဝတုန်းကလည်းငါဘုရားကိုကယ်တင်ဖို့အသက်ဆွခဲ့တယ်လို့မိန့်တော်မူပြီးသုလတန်ဟဇတ်တော်ကိုဟောတော်မူပါတယ်အဲ့ဒီအတိတ်အကြောင်းနဲ့ပတ်သက်ပြီးဝီနီသုလဝါမှာတော့မတွေ့ကြရပါဘူးတခါတည်းမှာတော့ရှင်အာနန္ဒာမထေရမြတ်ရဲ့မြတ်စွာဘုရားပေါ်အထူးဂရုစိုက်လှုပ်ကြွေးမှုဟာအပြစ်ဖြစ်ရပြီးမြတ်စွာဘုရားရဲ့ပြစ်တင်ခြင်းခံရတဲ့အကြောင်းကိုလည်းတွေ့ကြရပါတယ်မြတ်စွာဘုရားလေနာယောဂါဖြစ်တဲ့အခါတုန်းကဖြစ်တယ်အရှင်အာနန္ဒာမထေရမြတ်ကြီးဟာမြတ်စွာဘုရားလေနာယောဂါဖြစ်ရင်တေကတုလရာဟုလို့ခေါ်တဲ့နန်းဆံပဲနောက်တို့ရောပြီးချက်ပုတ်ထားတဲ့ရာဟုကိုတောက်ရင်ပျောက်တော်မူကြောင်းသိတယ်ဒါကြောင့်မလို့အရှင်မြတ်ဟာရာဟုချက်ဖို့လိုအပ်တဲ့ပစ္စည်းတွေကိုတောင်းခံပြီးကျောင်းတွင်းမှာတင်စီထားတယ်ပြီးတော့ကိုယ်တိုင်ချက်ပုတ်ပြီးမြတ်စွာဘုရားရှင်ကိုကတ်တော်မူပါတယ်မြတ်စွာဘုရားရှင်ကရာဟုနဲ့ပတ်သက်ပြီးစင်မေးတော်မူတဲ့အခါအရှင်အာနန္ဒာရဲ့တင်စီချက်ပြုတ်မှုဟာယဟန်တွေရဲ့ကြင်ကြံမှုနဲ့မလျော်ညီမတင်မအပ်ဆက်ဘူးလို့ပြစ်တင်ရှုတ်ချတော်မူပြီးဝင်းနီးပြည့်ညတ်တော်မူကြောင်းတွေ့ရပါတယ်။သို့တော်လည်းအရှင်အာနန္ဒာမထေရမြတ်ဟာအလုတ်ကျွေးဟန်တော်တစ်ပါးရဲ့တောင်းဝန်ကိုထမ်းဆောင်ရမှာအကျွမ်းကျင်ဆုံးဂိူနာအထားဆုံးအရှင်မြတ်ဖြစ်တော်မူတယ်။မြတ်စွာဘုရားရှင်ဟာယဟန်တွေကိုစင့်ခေါ်ခြင်းတဲ့အခါဖြစ်စေတစုံတစ်ယောက်ကိုသတင်းစကားပြောကြားခြင်းတဲ့အခါဖြစ်စေရှင်အာနန္ဒာမထေရမြတ်ကိုသာစီတော်မူပါတယ်။အရှင်မြတ်ဟာဇာတိကြရတဲ့စေဝင်စားဝယ်သတင်းစားတွေကိုလည်းမြတ်စွာဘုရားရှင်တန်လျှောက်ထားတဲ့ကြောင်းတွေ့ရပါသေးတယ်။မြတ်စွာဘုရားနဲ့တန်ဃာတော်တွေကိုစွန့်လွတ်ကြည့်ဖို့အခက်အခဲကြုံတွေ့ရတဲ့ဒါယကမတွေဟာသူတို့ရဲ့အခက်အခဲတွေနဲ့ပတ်သက်ပြီးအရှင်အာနန္ဒာမထေရမြတ်နဲ့တိုင်ပင်ဆွေးနွေးလိရှိကြောင်းလည်းတွေ့ရပါတယ်။ဥပမာအန္တဝိန္ဒကဗြဟ္မဏနဲ့ရောဇမလမင်းသားဖြစ်ပါတယ်။ယဟန်တော်တွေကမြတ်စွာဘုရားရဲ့တရားတော်ကိုနာကြားရဖို့အရှင်မြတ်ကိုတောင်းပန်တဲ့အခါမှာရှင်အာနန္ဒာမထေရမြတ်ဟာမြတ်စွာဘုရားကိုစွမ်းသမျှကြိုးစားလျှောက်ထားကြောင်းလည်းတွေ့ရပါတယ်။ဥပမာမြတ်စွာဘုရားရှင်ပါရိလေယတောအုပ်မှာတပါးတည်းသတင်းသုံးတော်မူစဉ်ကဖြစ်ပါတယ်။အခါတည်းမှာရှင်အာနန္ဒာမထေရမြတ်ဟာချို့သောပုဂ္ဂိုလ်တွေကမြတ်စွာဘုရားရဲ့တရားတော်ကိုနာကြားခွင့်ရစေဖို့ရည်ရွယ်ပြီးမြတ်စွာဘုရားနဲ့တွေ့ခွင့်ရအောင်လျှောက်ထားတောင်းပန်တာကိုလည်းတွေ့ရပါတယ်။ဥပမာနေငထသစ္စကနဲ့တွေ့ဆုံပြီးတရားဓမ္မဆွေးနွေးဖို့တောင်းပန်တာဖြစ်တယ်။ပြီးတော့တင်္ဂရဝနဲ့ရမကဗြဟ္မဏတို့ဖြစ်တယ်။အလားတူပဲတိမ်မိတိမထေရမြတ်ဟာတရားတော်နဲ့ပတ်သက်ပြီးအယူမဖြစ်ပေါ်နေတဲ့အခါအရှင်မြတ်ဟာတိမ်မိတိမထေရမြတ်မြတ်စွာဘုရားထံမှခေါ်ဆောင်လာပြီးတရားဓမ္မဆွေးနွေးလျှောက်ထားစီပါတယ်။ကမိလမထေရနဲ့ရဟန်းတော်များဟာအာနာပါနတတိကမ္မထံကိုပွားများအားထုတ်ရင်အကျိုးစီးပွားဖြစ်ထွန်းမယ်ဆိုတာသိတော်မူလို့
အရှင်အာနန္ဒာမထေရမြတ်ကမြတ်စွာဘုရားရှင်ကိုအာနာပါနတတိကမ္မထံဟောကြားဖို့တောင်းပန်လျှောက်ထားကြောင်းမြတ်စွာဘုရားဟောကြားတော်မူတယ်ကိုလည်းတွေ့ရပါတယ်။သို့တော်လည်းအခါတရံမှာမြတ်စွာဘုရားရှင်ဟာအာနန္ဒာမထေရမြတ်ရဲ့တောင်းပန်လျှောက်ထားမှုကိုလိုက်လျောတော်မမူပါဘူး။ဥပမာအရှင်မြတ်ကမြတ်စွာဘုရားကိုပါတိမောက်ပြဖို့၃ကြိမ်၃ခါတောင်းပန်လျှောက်ထားပေမဲ့မစင်ကြဲတဲ့ယဟန်တော်ယဟန်ပရိသတ်မရှိတဲ့အခါမှသာမြတ်စွာဘုရားရှင်ကဥပုပ်ပြုတော်မူတဲ့ဝေသာလီပြည်မှာအာတုပကမ္မထံနာကြရတဲ့ယဟန်တော်30ဟာကမ္မထံတရားပွားများအားထုတ်ကြတဲ့အခါမိမိတို့ကိုယ်ခန္ဓာကိုအလွန်ဆက်ဆုပ်တဲ့ဉာဏ်ပေါ်လာကြလို့ဒါလက်နက်နဲ့အဆုံးစီရတယ်လို့ဆိုတယ်ဒီအခါရှင်အာနန္ဒာမထေရမြတ်ကမြတ်စွာဘုရားကိုအခြားကမ္မထံတစ်ခုပြောင်းလဲဟောကြားတော်မူဖို့တောင်းပန်လျှောက်ထားတော်မူပါတယ်ဒီအခါမှာမြတ်စွာဘုရားကအာနာပါနတတိကမ္မထံကိုဟောကြားတော်မူတယ်လို့ဆိုပါတယ်မြတ်စွာဘုရားဟာခီဝိတ်ဒေတာဇာတိကြွတော်မူတဲ့အခါမှာမြတ်စွာဘုရားကိုယ်စားဖူးမြော်ဖို့အတွက်အရှင်မြတ်ဟာအာနန္ဒာဗောဓိပင်ကိုလည်းစိုက်ပျိုးခဲ့ပါတယ်အရှင်မြတ်ဟာမြတ်စွာဘုရားရှင်ကိုမလိုအပ်ပဲပင်မနှွမ်းနဲ့နှောက်ယှက်ဖြစ်မှာစိုးရိမ်တော်မူတယ်ဒါကြောင့်မလို့ယဟန်တွေကိုအာတုပကမ္မထံအားထုတ်ပြီးကိုတက်တည်ကြတဲ့အခါမှာတော့မှမြတ်စွာဘုရားရှင်နှစ်ပတ်တာတပါးတဲ့သတင်းသုံးတော်မူပြီးမှသာလျှောက်ထားတော်မူပါတယ်အကြောင်းကတော့မြတ်စွာဘုရားဟာစွန့်ပိုးမဲ့ယဟန်တော်ကလွဲပြီးညီသူမှမချင်းကပ်ရလို့မိန့်တော်မူထားလို့ဖြစ်ပါတယ်မြတ်စွာဘုရားရှင်ပြိဋိနိဗ္ဗာန်စံတော်မူကာနီးမှာလည်းသုဗ္ဗတပရပိုက်ကမြတ်စွာဘုရားနဲ့တွေ့ဆုံမှုတောင်းပန်ခဲ့ပေမဲ့အရှင်အာနန္ဒာမထေရမြတ်ဟာမြတ်စွာဘုရားပင်မတော်မူမှာစိုးတဲ့အတွက်တွေးခွင့်မပေးခဲ့ပါဘူးမြတ်စွာဘုရားရှင်ကကြားသိတော်မူပြီးခွင့်ပြုမှသာသုဗ္ဗတပရပိုက်ဟာမြတ်စွာဘုရားကိုတွေ့ခွင့်ရခဲ့ပါတယ်အဲဒီနေ့မှာပဲကုသိနာယုံကမလာမင်းသားတွေနဲ့သူတို့ရဲ့မိသားစုတွေဟာမြတ်စွာဘုရားကိုနောက်ဆုံးဖူးမြော်ဖို့လာကြတဲ့အခါအရှင်မြတ်ကပဲအုပ်စုလိုက်တစုချင်းခွဲပြီးမြတ်စွာဘုရားကိုအစဉ်ပြေချုံးမွေစွာနဲ့ဖူးတွေ့ခွင့်ရကြအောင်စီစဉ်ပေးတော်မူပါတယ်အရှင်မြတ်ဟာတခါတရံမှာအကြည်ညိုလွန်ခဲ့တဲ့ဒါယကမတွေရဲ့မြတ်စွာဘုရားရဲ့အလိုတော်နဲ့ဆန့်ကျင်ပြုမှုတွေကိုတားမြစ်တော်မူပါတယ်ဥပမာဘောဓိရာဇကုမာရမင်းသားကမြတ်စွာဘုရားရှင်ကိုအဖိုးအသိမ့်ထိုက်တဲ့ကပလာပစိုးအခင်းပေါ်နင်းလျှောက်တော်မူဖို့ခင်းထားတဲ့အခါမှာမြတ်စွာဘုရားရှင်ကနင်းတော်မူပါဘူးဒါကြောင့်မလို့ရှင်အာနန္ဒာမထေရမြတ်ကမင်းသားကိုအခင်းဖယ်ရှားခိုင်းတယ်လို့တွေ့ရပါတယ်ရှင်အာနန္ဒာမထေရမြတ်ရဲ့တောင်းများစွာထဲမှာတောင်းတရားဟာတရားဟောခမ်းမထဲမှာတရားနာကြားသူတွေပြန်သွားတဲ့အခါမှာမေ့လျော့နေမဲ့ဥစ္စာပစ္စည်းတွေကိုသိမ်းဆည်းထားဖို့ဖြစ်တယ်လို့လည်းသိကြရပါတယ်သတင်းသုံးပေါ်မထေရီဟာမကြာခဏဆိုလို့တရားဓမ္မနဲ့ပတ်သက်ပြီးဖြစ်ပေါ်တဲ့သူတို့ရဲ့အခက်အခဲတွေကိုရှင်အာနန္ဒာမထေရမြတ်နဲ့တိုင်ပင်တော်မူကြပါတယ်ဝင်ဂီတမထေရဟာအမျိုးသမီးတရားကိုမြင်တွေ့ရပြီးစိတ်ဖောက်ပြန်တဲ့အခါမှာရှင်အာနန္ဒာမထေရမြတ်ကိုဖွင့်ဟတိုင်ပင်တော်မူပါတယ်ရှင်အာနန္ဒာမထေရမြတ်နဲ့တရားဆွေးနွေးတိုင်ပင်တော်မူတဲ့အခြားမထေရမြတ်တွေကတော့ကာမဘူးဥဒ္ဓာရီစန္ဒနဲ့ဗဒ္ဒမထေရမြတ်တို့ပဲဖြစ်ပါတယ်ဗရင်သုံးပေါ်ယဟန်တွေအပြင်အခြားပုဂ္ဂိုလ်တွေလည်းအရှင်မြတ်နဲ့တရားဆွေးနွေးတော်မူကြောင်းသိရပါတယ်ဥမာဂောတိတပြမနာပုံနာဘဝိစလီမင်းသားအဘေယပဏိတကုမာရကပရိဘူစန္ဒကောကနုဒဥပါတိကမိဂတလာကောတံပီတထေးနဲ့ပတနတိကောသလမင်းကြီးတို့ဖြစ်ပါတယ်သူတို့အားလုံးဟာအရှင်အာနန္ဒာမထေရမြတ်ထံကနေတရားအဆုံးမှခံယူခဲ့ကြတယ်ပတနတိကောသလမင်းကြီးဟာအရှင်အာနန္ဒာမထေရမြတ်ရဲ့တရားစကားတော်ကိုအလွန်နှစ်သက်တဲ့အတွက်အဇာတသက်မင်းလက်ဆောင်ပေးထားတဲ့အဖိုးထိုက်တန်တဲ့အဝတ်ကိုသင်္ကန်းအဖြစ်ပေးလှူတယ်လို့တွေ့ရပါတယ်တခါတည်းရန်မြတ်စွာဘုရားထံကတရားတော်တွေကိုအကျဉ်းအားဖြင့်နိုင်မှတ်သားခဲ့တဲ့ယဟန်တွေဟာရှင်အာနန္ဒာမထေရမြတ်ထံချင်းကပ်ပြီးအကျယ်ရှင်းပြဖို့တောင်းဆိုပါတယ်ရှင်အာနန္ဒာမထေရမြတ်ဟာတရားတော်ကိုအကျယ်ရှင်းလင်းဟောကြားရမှာထင်ရှားတော်မူပါတယ်မြတ်စွာဘုရားဟာတခါတည်းရန်မှာရှင်အာနန္ဒာအကျယ်ရှင်းလင်းဟောကြားဖို့ရည်ရွယ်ပြီးတရားကျင့်မြတာဟောကြားတော်မူတယ်လို့အဆိုရှိပါတယ်ယဟန်တွေဟာရှင်အာနန္ဒာမထေရမြတ်ရဲ့ရှင်းလင်းဟောကြားမှုကိုမြတ်စွာဘုရားရှင်တန်ပြန်လည်လျှောက်ထားကြတဲ့အခါမှာမြတ်စွာဘုရားကရှင်အာနန္ဒာရဲ့ဉာဏ်ပညာကိုချီးကျူးတော်မူပါတယ်အခါမှာဥပဒကတယောက်ကတရားတော်ကိုဘယ်လိုပူဇော်ရပါသလဲဖေဟာလို့မြတ်စွာဘုရားကိုမေးလျှောက်တဲ့အခါမှာတရားတော်ကိုပူဇော်ခြင်းတဲ့သူဟာအာနန္ဒာကိုပူဇော်ပါလို့မြတ်စွာဘုရားကမိန့်ကြားတော်မူပါတယ်ဒုက္ခတုံမှာမြတ်စွာဘုရားကကာပိလဝပြည်သားတာကိဝန်တွေကိုညှင်းတဲ့တိုင်အောင်တရားဓမ္မဟောကြားပြီးတဲ့နောက်အရှင်အာနန္ဒာမထေရမြတ်ကိုဆက်လက်ဟောကြားစီပြီးခိတ္တခဏအနားယူကျင့်ဆက်တော်မူပါတယ်နိုးတော်မူတဲ့အခါရှင်အာနန္ဒာရဲ့တရားဟောစွမ်းရည်ကိုချီးကျူးတော်မူပါတယ်တခါတော့မြတ်စွာဘုရားဟာရှင်အာနန္ဒာကိုဘုရားလောင်းဖွားတော်မူစဉ်ကဖြစ်ပေါ်ခဲ့တဲ့အံဩဘေယဖြစ်ပျက်တွေကိုမေးမြန်းတော်မူပါတယ်ရှင်အာနန္ဒာကမှတ်သားဆောင်ထားတဲ့အံဩဘေယတွေကိုပြန်လည်လျှောက်ထားတော်မူပါတယ်မြတ်စွာဘုရားကမှန်ကန်ကြောင်းထောက်ခံပြီးထပ်မံဖြည့်ဆွတ်ခြင်းအပြင်ဣစရိယအံဗုဒ္ဓဓမ္မတုတ်တံဖြစ်ပေါ်လာခဲ့ပါတယ်တခါတည်းရှင်အာနန္ဒာမထေရမြတ်ဟာ
မြတ်စွာဘုရားရှင်ဟောကြားတော်မူတဲ့တုတ်တန်တွေကိုဥမာပြုဖို့လျှောက်ထားတတ်ပါတယ်ဥမာဓမ္မယာနာဥမာတခါတရံတော့တုတ်တန်တရားတော်ရဲ့မိနာမကိုဥမာပြုပြီးနာမည်ပေးဖို့လျှောက်ထားတတ်ပါတယ်တခါတရံမှာတော့မှတ်သားဆောင်ထားရလွယ်ကူအောင်တုတ်တန်တွေကိုအမည်တစ်ခုခုပေးဖို့လျှောက်ထားတတ်ပါတယ်ရှင်အာနန္ဒကိုမြတ်ကိုယ်တိုင်ဟန်တွေကိုဟောကြားထားတဲ့တုတ်တန်တော်များများကိုလည်းတွေ့ကြရပါတယ်ပြီးတော့လူဝတ်ပုဂ္ဂိုလ်တွေကိုဟောကြားထားတဲ့တုတ်တန်တွေကိုလည်းတွေ့ရပါတယ်တန်ထကတုတ်မှာရှင်အာနန္ဒနဲ့နောက်ပါယဟန်တွေဟာတန်ထကဗရပိုက်ထံကြွသွားတော်မူပြီးတရားဟောကြားတဲ့အခါဗရပိုက်ကအရှင်မြတ်ရဲ့တရားတော်ကိုအလွန်နှစ်သက်သွားပြီးသူတို့ဘက်တွေကိုမြတ်စွာဘုရားထံတပည့်ခံပြီးတရားဓမ္မကျင့်သုံးဆောက်တည်စေခဲ့တယ်လို့အဆိုရှိပါတယ်။မထေရမြတ်ဟာမြတ်စွာဘုရားထံကနေမှတ်သားဆောင်ထားတဲ့တုတ်တန်တွေကိုလည်းယဟန်တွေကိုပြန်လည်ဟောကြားတတ်တယ်။မြတ်စွာဘုရားရှင်ကခွင့်ပေးတော်မူထားတဲ့အလိုရှိတဲ့အချိန်မှာတရားဓမ္မနဲ့ပတ်သက်ပြီးမေးမြန်းလျှောက်ထားခြင်းကိုလည်းအပြည့်အဝသုံးချတော်မူခဲ့ပါတယ်။ရှင်အာနန္ဒဟာမြတ်စွာဘုရားနဲ့ပတ်သက်ပြီးအသေးစိတ်ကအစလို့တိလို့စိတ်ကြီးမားတော်မူပြီးမြတ်စွာဘုရားပြုံးတော်မူရင်လည်းအကြောင်းရင်းကိုမေးတော်မူတယ်။မြတ်စွာဘုရားစိတ်စိတ်နေတော်မူရင်လည်းအကြောင်းရင်းကိုမေးတော်မူတယ်။မြတ်စွာဘုရားရှင်ဟာခိုင်လုံတဲ့အကြောင်းရင်းမရှိဘဲပြုတော်မမူဘူးဆိုတာကိုအရှင်မြတ်ကသိတော်မူပါတယ်။ပြိဋိဘံဆံတော်မူကာနီးအချိန်မြတ်စွာဘုရားကအနာကရက်ခနေတဲ့အရှင်ဥပဝါနမထေရကိုဖယ်ခိုင်းတဲ့အခါမှာရှင်အာနန္ဒကအကြောင်းရင်းကိုမေးလျှောက်တယ်။မြတ်စွာဘုရားကအရှင်ဥပဝါနမထေရမြတ်ဟာနတ်တွေကိုဖယ်မဖူးနိုင်အောင်မြတ်စွာဘုရားကိုကွယ်နေလို့ဖြစ်တယ်လို့ဖြေကြားတော်မူခဲ့ပါတယ်။မြတ်စွာဘုရားရှင်ကရှင်အာနန္ဒမေးတယ်မေကုံတိုင်းကိုလည်းကျေနပ်သဘောကျသည့်အထိဖြေဆိုပေးတော်မူလေရှိပါတယ်။နာတိကရွာသူရွာသားတွေရဲ့လားရာကလေးနဲ့ပတ်သက်ပြီးအရှင်မြတ်ကမြတ်စွာဘုရားကိုမေးလျှောက်တဲ့အခါမှာဓမ္မဒါသတရားကိုဟောကြားတော်မူတယ်။ပြီးတော့မြတ်စွာဘုရားတော်ထတော်မူခြင်းအကြောင်းကိုဟောကြားထားတဲ့ပပိစ္ဆတုတ်ဟာလည်းအရှင်အာနန္ဒမထေရမြတ်ရဲ့တောင်းပန်လျှောက်ထားခြင်းကြောင့်ဟောကြားတော်မူခဲ့တယ်လို့ဆိုရှိပါတယ်။သို့တော်လည်းအရှင်အာနန္ဒကိုမြတ်စွာဘုရားဟောကြားတော်မူတဲ့တုတ်တော်တိုင်းဟာအရှင်မြတ်ကမေးလို့ဟောတာကြီးတော့မဟုတ်ပါဘူး။တခါတည်းရှင်အာနန္ဒဟာအရှင်မြတ်နဲ့တခြားသူတို့ရဲ့တရားဆွေးနွေးမှုကိုမြတ်စွာဘုရားအားပြန်လည်လျှောက်ထားခြင်းဖြစ်ပြီးတခါတည်းတော့အစဉ်ကြားခဲ့ရတဲ့တခြားသူတွေရဲ့ဆွေးနွေးစကားကိုပြန်လည်လျှောက်ထားခြင်းဖြစ်တယ်။ဒီလိုလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကလျှောက်ထားရတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးအသေးစိတ်ထပ်မံဟောကြားတော်မူပါတယ်။မိကောင်းဆွေကောင်းရှိခြင်းအကျိုးတရားနဲ့ပတ်သက်ပြီးမြတ်စွာဘုရားကိုလျှောက်ထားတဲ့အခါမှာမြတ်စွာဘုရားကရှင်အာနန္ဒရဲ့လျှောက်ထားမှုကိုပြင်ဆင်ပြီးအသေးစိတ်လမ်းညွှန်ဟောကြားတော်မူပါတယ်။ပြီးတော့အဲ့ဒီအကြောင်းအရာကိုပဲမြတ်စွာဘုရားကကောသလမင်းကြီးကိုပြန်လည်ဟောကြားတော်မူပါတယ်။အခွင့်ကျမ်းဆရာတော်အရှင်ဗုဒ္ဓဂေါတမထေရမြတ်ဟာအရှင်အာနန္ဒမထေရမြတ်နဲ့ပတ်သက်ပြီးထင်ရှားတဲ့တုတ်တန်ကျုပ်ကိုဖော်ပြထားပါတယ်။အဲဒီတုတ်တန်တွေကတော့ဒုက္ခတုတ်၊ဘာဟိတိယတုတ်၊အနိဉ္စယတပ္ပါယတုတ်၊ဂောဘကမောက္ကလာနတုတ်၊ဘဟုတာဒုက္ခတုတ်၊သုလတုံညရတုတ်၊မဟာတုံညရတုတ်၊ဣစရိယအံဘုဒ္ဓတုတ်၊တတ္တေကရတ္တတုတ်၊မဟာနိဓာနတုတ်၊မဟာပရိနိဗ္ဗာနတုတ်၊ဥပတုတ်နဲ့သုလနိယလောကဓာတုတုတ်တို့အကြောင်းဖြစ်ပါတယ်။ဒီအကြောင်းအရာများကတော့မြတ်စွာဘုရားရှင်ကိုလှုပ်ကြွေးပြုတော်မူခဲ့တဲ့အရှင်အာနန္ဒမထေရမြတ်ရဲ့ထင်ရှားတဲ့အကြောင်းအရာများပဲဖြစ်ပါတယ်ခင်ဗျာ